ကမ္ဘာဖလားပွဲတွေကိုနိုင်အောင်ဆုံးဖြတ်ပေးနေတာကစားသမားတွေကြီးမဟုတ်တော့ပါဘူး AI နဲ့ data analysis တွေကလည်းအဓိကလက်နက်တစ်ခုဖြစ်လာနေပါပြီ Okay အဲ့မှာ football မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာထိပ်သီးအသင်းတွေက AI နဲ့ data analysis ကိုနေ့တိုင်းအသုံးပြုနေကြပါတယ်ကစားသမားတယောက်ဘယ်နေရာကိုအများဆုံးပြေးတယ်ဘယ်အချိန်မှာပင်ပန်းလာတယ်ဘယ်အခြေကိုအားထားတယ်ဘယ်ဘက်ကိုပိုလှည့်တယ်ဆိုတာအထိ data နဲ့တွက်ချက်နိုင်ကြပါတယ်ဒါတွေမကသိပါဘူးပြိုင်ဖက်အသင်းရဲ့ corner free kick တိုက်စစ်ပုံစံနဲ့အားနည်းချက်တွေကို AI ကကြိုတင်ခွဲခြမ်းစိတ်ဖြာပေးထားတာကြောင့်နီးပြတွေကပွဲမတိုင်ခင်ကတည်းကအကောင်းဆုံးအစီအစဉ်ကိုချနိုင်ကြပါတယ်။ဒါကြောင့်အခုခေတ်ဘောလုံးမှာအနိုင်ရဖို့ကစားသမားကောင်းယုံနဲ့မလုံလောက်တော့ပါဘူး။နောက်ွယ်က data analyze တွေရဲ့ AI နည်းပညာကလည်းအောင်ပွဲရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာနေပါပြီ။ AI ကဘောလုံးလောကကိုပိုကောင်းစေတယ်လို့ထင်လားဒါမှမဟုတ်ဘောလုံးရဲ့အရသာကိုရောကျစေရလို့မြင်ပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှင်းခုန်ခဲ့လို့ရပါတယ်။ Okay နောက်ရမှပြန်တွေ့ကြတော့